မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဖျားရှင်ရဲ့ကြီးစွာကိုချီးမွမ်းပါတယ်ကြီးစွာကြောင့်ကျွန်တော်2026ခုနှစ်ယနေ့ဆိုတော့ကျွန်တော် April လ22ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားခင်ကိုကျေးဇူးတင်ပါတယ်နေ့ရက်စင်တိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖျားကျေးဇူးတင်ပါတယ်နှုတ်ကပတ်တော်ဖြစ်တည်ဆောက်ဆရာဖြစ်စေပါနည်းနည်းသောသမာတရားကိုကိုရောယူဆောင်ဖော်ပြပါဥကြောပြောရထက်ကိုရောပြောခြင်းသာဖြစ်စေပါသခင်ရှုနာမအဖြစ်ဝေငှပါတယ်ဖျားအာမင်ဖျားရှင်ရဲ့ကျေးဇူးကိုချီးမွမ်းပါတယ်ကျွန်တော်ကောင်းစဉ်တစ်ခုနားထောင်နေပါတယ်ဒီကောင်းစဉ်ကတော့သခင်ရှုခရစ်တော်ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းကိုထင်ရှားပြသမှုများအဲ့တော့ဒီကောင်းစဉ်ကိုကျွန်တော်နားထောင်နေပါတယ်အဲ့တော့ယေရှုခရစ်တော်ဟာကားတိုင်းမှာသေခံပြီး3ရက်မြောက်နေ့ရှင်ပြန်ထမြောက်ပြီးတဲ့အခါသူထမြောက်ခြင်းနဲ့ပတ်သက်ပြီးအများကြီးကိုထင်ပြခဲ့တယ်အဲ့ဒီခီရှုကိုထင်ရှားပြသမှုကိုမြင်ခဲ့ရတဲ့သူတွေအများကြီးရှိတယ်အဲ့ထဲကနေကျွန်တော်12ခုကိုနားထောင်နေတာဒီကနေ့ဆိုကျွန်တော်10ခုမြောက်ကိုရောက်ပြီဖြစ်တယ်ဟောနံပါတ်1ပထမတစ်ယောက်ကတော့ခီရှုရှင်ပြန်ထမြောက်ပြီးပထမဆုံးမြင်ရတာမာဂရလမာရီဖြစ်တယ်မာကုခန်းကြီး16ငယ်9ကိုဖိုင်ကြတွေ့ရမယ်နံပါတ်2ကတော့ခြားသောမျိုးသမီးများမဿဲ28 9ကိုဖိုင်တွေ့ရမယ်နံပါတ်3ကတော့ခီရှုရဲ့တပည့်တော်ပေတရုခေါ်ကေဖဖြစ်တယ်တေကောခန်းကြီး15ငယ်9ကိုဖိုင်တွေ့ရမယ်နံပါတ်4ကတော့တပည့်တော်2ပါးအေးမောက်ရွာကိုသွားတဲ့တပည့်တော်2ပါးတွေ့ခဲ့ရတယ်လူက24 15 31တိဖိုင်တွေ့ရမယ်နောက်တပည့်တော်တွေတောမမပါပဲတပည့်တော်တွေတွေ့ခဲ့ရတယ်သခင်ရှုကိုယောဟန်20 19 24တိဖိုင်တွေ့ရမယ်နောက်နံပါတ်6ကတော့တောမအပါဝင်တပည့်တော်တစ်ကြိတ်တစ်ပါးတွေ့ခဲ့ရတယ်ယောဟန်20 26 28တိဖိုင်တွေ့ရမယ်နောက်ပေတရုနဲ့ငါးပြန်ဖားတဲ့တပည့်တော်တွေတိဗေရိယမှာပေတရုနဲ့တူ9ယောက်ငါးပြန်ဖားတယ်အဲတို့တရားလုံးဖားတယ်ကောင်းမှမရအောင်ဒါပေမဲ့သခင်ယေရှုအမိန့်တော်နဲ့လှေရဲ့လက်ရဘက်ကိုချတဲ့အခါငါးကြီး153ကောင်ရခဲ့ဒီအပြင်ကုန်းပေါ်မှာကင်ထားတဲ့ငါးကင်နဲ့မုတ်တောင်သူတို့စားရတယ်သခင်ယေရှုသာသူတို့စိတ်ဝင်စားတာဒါပေမဲ့သခင်ယေရှုကသူတို့ကိုအများကြီးပြင်ဆင်ထားတယ်သခင်ယေရှုရဲ့အမိန့်တော်နဲ့သွားတဲ့အခါသူတို့ကပြင်ဆင်ခြင်းတွေကိုအံ့ဩဖွယ်ရတယ်တွေ့ရတယ်ဒါယောဟန်ခန်းကြီး27ငယ်6ကနေ14ဒီပိုင်းကျော်တွေ့ရဒါလေးကျွန်တော်မနေ့ကအများကြီးရှင်းပြခဲ့ပြီဖြစ်တယ်သခင်ယေရှုအမိန့်တော်မပါတဲ့အခါတရားလုံးတစ်ကောင်မှမရပါပဲသခင်ယေရှုအမိန့်တော်နဲ့သူတို့ပြန်ရခဲ့တယ်ဆိုတာကိုသွားတွေ့ရတယ်ဒါကိုလည်းကျွန်တော်အများကြီးနားထောင်ခဲ့ပြီဖြစ်တယ်ကဲဒီနေ့ကတော့နံပါတ်8သခင်ယေရှုရှင်ပြန်ထမြောက်ပြီးသခင်ယေရှုရဲ့ကိုထင်ရှားပြသမှုမြင်ရတဲ့သူတွေမှာနံပါတ်8ကညီကို900မကတွေ့ရတယ်အော်ဒီကောခန်းကြီး15ငယ်6မှာဒါဂါလိလဲပြည်မှာရှိတဲ့ညီကိုတွေ900ကျော်ကသခင်ယေရှုတပြိုင်နဲ့ညီရတယ်ကဲဒါလေးကိုကျွန်တော်ဖတ်ကြည့်မယ်ဒီကောခန်းကြီး15ငယ်6အဲ့ဒီဂျမ်းပိုက်ထဲမှာအရေးကြီးတဲ့စကားရက်လေးရှိတယ်အဲ့တော့တော်တော်များများသိတဲ့ဘောမပေါက်ဒါလေးကိုကျွန်တော်ဒီကနေ့ညနေရှင်းပြသွားမှာဖြစ်တယ်ကဲကျွန်တော်ခဏလေးဖတ်ကြည့်မယ်ထို့နောက်ညီကို900မကတပြိုင်နက်တည်းမြင်ရကြ၏သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကိုဂါလိလဲပြည်မှာရှိတဲ့ညီကို900မကညီကို900မကဆိုတော့တပည့်တော်တွေအပါဝင်နောက်တပည့်တော်12ပါးမှာတပါးတော့ပြုတ်သွားပြီယူရရှကာယုတ်နော်သူကတော့ဓမ္မဆရာမှုကိုသစ္စာမဲ့မှုနဲ့ဖောက်ပြန်တဲ့ကြောင့်သူပြုတ်သွားပြီအဲ့တော့တပည့်တော်12ပါးနဲ့အတူတကယ်ရှိဒီတပည့်တော်12ပါးမရွေးခင်အပါး80ရှိတယ်9ကျိတ်တော်တပည့်တော်များအဲ့တပည့်တော်များ9ကျိတ်လုံးနဲ့မြင်ရဒီပြင်အခြားညီကိုတော်တွေပြောချင်တာသခင်ရှုဒီဇာယီလဲလေတဲ့အခါမှာသခင်ရှုနောက်ကိုလိုက်ခဲ့တယ်ပုံကိုယ်တွေပေါ့နော်သခင်ရှုကိုနောက်ကတော်သခင်ရှုဝင်ငှခြင်းကိုနားထောင်ခဲ့တဲ့ညီကိုတော်တွေဂါလိလဲပြည်ကသူတို့900မကရှိတယ်သူတို့တပြိုင်နက်တည်းမြင်ရတယ်ဒါကိုပြောခြင်းဖြစ်တယ်အဲ့တော့ဒီထဲမှာဥပမာဆိုတော့တပည့်တော်12ပါးနဲ့ပတ်သက်တဲ့မိတ်ဆွေတွေလည်းပါနိုင်တယ်ဒီညီကို900ဆိုအဲ့တပည့်တော်12ပါးနဲ့ပတ်သက်တဲ့အမျိုးတွေလည်းလာနာထောင်တာလည်းဖြစ်နိုင်တယ်အဲ့တော့ပြောချင်တာကเนาะဒီတခင်ရှုရဲ့ရှင်ပြန်ထမြောက်ခြင်းတွေကိုသူတို့ညီကို900မကသူတို့ဘာဖြစ်လဲမြင်တွေ့ရတယ်ဆိုတာကိုကျမ်းစာကအတိလင်းဘာဖြစ်လဲဖော်ပြထားတာဖြစ်တယ်အဲ့ဒီမှာမှအလွန်အရေးကြီးတဲ့ကျမ်းပိုက်ပေါ့เนาะဒီကျမ်းပိုက်မှာပဲတေကောခန်းကြီး15တေကောခန်းကြီး15အငယ်6ပေါ့နော်တေကော15အငယ်6မှာအလွန်တရာမှအရေးကြီးတဲ့အပိုက်ကလေးကိုကျွန်တော်ထပ်ပြီးတော့ဖတ်ပြခြင်းတယ်နော်ထို့နောက်ညီကို900မကတပြိုင်နက်တည်းမြင်ရတယ်နော်
အဲ့တော့ပြီးကျွန်တော်အဲ့အနောက်ပိုင်းလေးပေါ့နော်တကောခန်းကြီး15အငယ်6မှာပေါ့နော်အဲ့တော့ဒါသခင်ယေရှုကိုမြင်ရတဲ့အပြင်တဲ့နော်ထိုသူတို့တွင်အများသောသူတို့သည်ယခုတိုင်အောင်အသက်ရှင်သေးကြ၏အချို့တို့သည်အိပ်ပျော်ကြပြီတကောခန်းကြီး15အငယ်6သူကအပိုင်း3ပိုင်းရေးထားတယ်ဒီကျမ်းပိုက်တစ်ပိုက်လေးထဲမှာနံပါတ်1ကတော့သခင်ယေရှုရှင်ပြန်ထမြောက်ခြင်းကိုဂါလိလဲပြည်မှာရှိတဲ့ညီကို900မကဆိုတာတပည့်တော်12ပါးအပါဝင်တပည့်တော်အပါ80မှာပါတဲ့သူတွေအဲ့တပည့်တော်တွေနဲ့ပတ်သက်တဲ့အမျိုးတွေသခင်ယေရှုဒေဇာကြီးနောက်လှည့်လေတဲ့အခါသခင်ယေရှုနောက်လိုက်ခဲ့တဲ့ဂါလိလဲပြည်ကညီကိုတော်တွေသူတို့900မကတပြိုင်တည်းမြင်ရတယ်ဒီပြင်ထိုသူတို့တွင်အများသောသူတို့သည်ယခုတိုင်အောင်အသက်ရှင်သေးတယ်တချို့ကအိပ်ပျော်သွားပြီအဲ့ကျမ်းပိုက်ကိုတော်များသိပြီးသဘောမပေါက်ဟာလွန်ခဲ့တဲ့နှစ်2000ကလေးကသခင်ယေရှုရှင်ပြန်ထမြောက်ခြင်းကိုမြင်ရတဲ့သူတွေကနှစ်2000ကျော်အခုထိအသက်ရှင်လာလားလို့ဒီကျမ်းပိုက်ကိုတော်များမေးကြတယ်ဗျနော်ကြပြန်ဖတ်ပြထုံအောင်ညီကို900မကတပြိုင်နဲ့ထဲမြင်ရတယ်ဒါတော့ရှင်းတယ်ဒီကျမ်းပိုက်900မကသခင်ရှုမြင်ရတယ်သူတို့တွေများသောသူတို့သည်ယခုတိုင်အောင်အသက်ရှင်သေးကြ၏ဒီစကားရက်ကနည်းနည်းထူကြတယ်အချို့တို့ဒီအိပ်ပျော်ကြပြီအတကယ်ကျမြင်ခဲ့တဲ့သူတွေကတချို့တော့အိပ်ပျော်သွားပြီဆိုတာခရစ်တော်တိုင်းအိပ်ပျော်သွားပြီဒါပေမဲ့တချို့ယနေ့ဒီသက်ရှင်နေဆိုတော့ဒါလွန်ခဲ့တဲ့နှစ်2000ကျော်မှာတကယ်ကျရှင်ပြန်ထမြောက်ခြင်းကိုမြင်ရတဲ့သူတွေကယနေ့တိုင်အောင်ဘလို့အသက်ရှင်သေးတာလဲဒါမေးကြမေးခွန်းရှိတယ်ဗျတကယ်တော့အဲ့ဒါ तू ကဘာကိုပြောချင်တာလဲဆိုတော့လေဒီတကယ်ရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကိုဂါလိလဲပြည်မှာညီကိုတွေအများကြီးမြင်ရတယ်အမျိုးသမီးတွေလည်းအများကြီးမြင်ရသလိုအဲ့ဒီအကြောင်းအရာကိုမယုံတဲ့သူတွေရှိတယ်ယနေ့တိုင်းတို့ချို့တွေကတကယ်ရှုရှင်ပြန်ထမြောက်ခြင်းကိုမယုံဘူးဗျအဲ့မယုံတဲ့သူတွေဟာတဲ့အဲ့ဒီညီကိုတွေကိုသွားမေးကြည့်တဲ့သွားမေးကြည့်သူတို့မြင်ဘူးတဲ့သူတို့သားစဉ်မြေးဆက်ကလည်းဟုတ်တယ်သူတို့ဘိုးဘေးတွေမြင်ခဲ့တယ်ဆိုတာပြောလိုက်မယ်ဒါကိုပြောချင်တာကျော်ရှင်းပြတာနားလည်မယ်လို့ယုံကြည်တယ်တကယ်ကျွရှင်ပြထမြောက်ခြင်းကိုမယုံတဲ့သူတွေအဲ့ဒီခက်ကလေးရရှိတယ်ဘာလို့မယုံတာလဲဘာလို့မယုံလဲကျမ်းပိုက်ကိုကျော်ဖတ်ပြအဲ့ဒါဘာလဲဆိုဒီယေဘရဟိတွေကပတ်စံပေးပြီးတော့ငွေပေးပြီးတော့တကယ်ကျွရှင်ပြထမြောက်တာမဟုတ်ဘူးတပည့်တော်တွေကသူ့အလောင်းကိုခိုးသွားတာပါအဲ့ဒါကိုပတ်စံပေးပြီးတော့အဲ့ဒီမှာဂါလိလဲပြည်မှာဖြတ်လာပြောချင်တာကတော့မဟုတ်မမှန်တဲ့သတင်းကိုဖြတ်တာတကယ်ရှုကရှင်ပြန်ထမြောက်တာမဟုတ်ဘူးဆိုရဲသတင်းကိုပတ်စံပေးပြီးဟာလာစစ်သူရဲတွေနဲ့ပတ်စံပေးပြီးယေဘရဟိတွေကဖြတ်တာသတင်းဖြတ်လွဲမတဲ့သတင်းပေါ့အဲ့တော့တချို့ကယုံပြီးတကယ်ရှုရှင်ပြန်ထမြောက်တာမဟုတ်ပါဘူးလို့ယနေ့ထိပြောကြအဲ့လိုမယုံတဲ့သူတွေအားတဲ့ဒီဂါလိလဲပြည်မှာရှိတဲ့ညီကိုတော်တွေမြင်ခဲ့တဲ့သူတွေရဲ့သားစဉ်မြေးဆက်ကိုအခုထိသွားမေးကြည့်သူတို့သက်သေခံလိမ့်မယ်ဟုတ်တယ်တကယ်ရှုကရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတာဒီမြင်ခဲ့တဲ့သူတွေကခေတ်ဆက်ပြောခဲ့တယ်ဟုတ်တယ်ယေရှုကရှင်ပြန်ထမြောက်ခဲ့တယ်တောင်သူတို့ဘိုးဘေးတွေပြောတဲ့စကားကိုယနေ့တိသားစဉ်မြေးဆက်တွေကပြန်ပြောတော့မယ်ဟုတ်တယ်ယေရှုရှင်ပြန်ထမြောက်ခဲ့တယ်ဒါမယုံတဲ့သူတွေသွားမေးလို့ရတယ်တဲ့အဲ့ဂါလိလဲပြည်မှာမြင်ခဲ့တဲ့ညီကိုတော်တွေရဲ့သားစဉ်မြေးဆက်တွေကဆက်ပြောလိမ့်မယ်လို့ဒါကိုပြောချင်တာဖြစ်တယ်ကဲတော့တကယ်ရှုရှင်ပြန်တတ်မြောက်ခြင်းကိုမယုံရအောင်လက်မခံရအောင်လုပ်တဲ့အုပ်စုရှိတယ်အဲ့ဒါယေဘရဟိအဖွဲ့တွေပဲကဲကျွန်တော်တို့အဲ့ဒါလေးဖတ်ကြည့်မယ်မာသဲခန်းကြီး28နော်မာသဲ28အငယ်7ကနေကြောဖတ်ပြမယ်နားထောင်ပေးပါဒါတော့တိုင်ပင်မရိုက်ထားလို့ရေးဖတ်ပြခြင်းနဲ့ယေဘရဟိအကြီးတို့နဲ့လူအကြီးကဲတို့သည်စုဝေး၍တိုင်ပင်ပြီးမှမာသဲ28 7ကနေ15မှာယေဘရဟိကြီးတို့နှင့်လူကြီးကဲတို့သည်စုဝေးတိုင်ပင်ပြီးမှစစ်သူရဲတို့အားငွေများပေး၍ညအခါငါတို့အိပ်ပျော်စဉ်တွင်ထိုသူ၏တပည့်တော်တို့သည်လာ၍အလောင်းကိုခိုးသွားကြသည်ဟုသင်တို့ပြောကြလော့ထိုကြောင့်ကိုမြို့ဝင်မင်းသည်ကြားပြန်လျင်ငါတို့သည်သူ့ကိုဖြောင်းပြ၍သင်တို့၌အမှုမရှိစေခြင်းကပြုမိဟုသွန်သင်သည်နှင့်အညီစစ်သူရဲတို့သည်ငွေကိုယူ၍ပြုကြ၏ထိုစကားကိုယခုတိုင်အောင်ယူဒလူတို့သည်အနှံ့ပြပြောဆိုကြ၏မဿဲခန်းကြီး28 7ကနေ15အဲ့ဒါဘာလဲဆိုတော့တကယ်ရှုရဲ့အုပ်ကူမှာစောင့်နေစစ်သူရဲတွေကတကယ်ရှုထမြောက်သွားတာကိုပြလမင်းနဲ့အဖွဲ့တွေကသိတဲ့အခါအဲ့စစ်သူရဲတွေကဒဏ်ပေးခံအကမတင်အသက်ခံအဲ့ဒါနဲ့ယေဘရဟိတွေကဒီစစ်သူရဲတွေကိုပတ်စံပေးပြီးတော့အေးမင်းတို့ပြစ်ဒဏ်လွတ်အောင်ငါတို့ပြောတဲ့အတိုင်းပြော
မင်းတို့ဒီပတ်စံကိုယူပြီးတော့စစ်သူရဲတွေကိုလိုက်သတင်းဖြန့်ခိုင်းတယ်ယစ်ဘရိတ်တွေကဘာဖြန့်ခိုင်းလဲတကယ်ရှို့ညအခါမှာသူတပည့်တွေကအလောင်းလာခိုးသွားတယ်မင်းတို့ပြန်ပြောတယ်အဲ့တော့စစ်သူရဲတွေကလည်းပတ်စံရတော့ရတဲ့အတိုင်းမဟုတ်တိုင်းရှောက်ပြောတယ်ဒါကြောင့်ယနေ့တိုင်အောင်ယူဒပြည်မှာတကယ်ယေရှုရှင်ပြန်ထမြောက်ခြင်းမယုံသေးတဲ့သူတွေအများကြီးရှိတယ်အဲ့ဒီမယုံတဲ့သူတွေအားတဲ့အခုဒီကျမ်းပိုက်တက်ကောခန်းကြီး15အငယ်6မှာဒီတကယ်ယေရှုရှင်ပြန်ထမြောက်ခြင်းကိုမြင်ရတဲ့ဂါလိလဲပြည်ကညီကို900မက break တဲ့မြင်ရသူတို့ရဲ့သားစဉ်မြေးဆက်ကိုသွားမေးကြည့်တဲ့သူတို့သားစဉ်မြေးဆက်ကိုဒီမြင်ရတဲ့သူတွေတကယ်ယေရှုထမြောက်ခြင်းကိုမြင်ရတဲ့သူတွေကမှားခဲ့ဟုတ်တယ်ယေရှုထမြောက်ခဲ့တယ်ဒါကြောင့်သွားမေးကြည့်သူတို့သားစဉ်မြေးဆက်ယနေ့ထိတကယ်ယေရှုထမြောက်တာကိုပြောလိုက်မယ်ဒါကြောင့်ထိုသူတို့တွေအများသောသူတို့ဒီယနေ့တိုင်အောင်အသက်ရှင်သေးကြ၏ဆိုတာကိုပြောတာသူတို့ရဲ့သားစဉ်မြေးဆက်သူတို့ပြောသွားတယ်ဟုတ်တယ်စစ်သူရဲတွေကတော့ယေရှုမထမြောက်ဘူးဆိုပြီးပတ်စံယူပြီးရှောက်လိန်ခဲ့တာဒါပေမဲ့ငါတို့ကိုယ်တိုင်ယေရှုထမြောက်တာကိုမြင်ခဲ့ရတယ်ဒါကြောင့်မင်းတို့သားစဉ်မြေးဆက်လဲဘသူလာမင်းမေသခင်ယေရှုရှင်ပြန်ထမြောက်တယ်ဆိုတာပြန်ပြောဆိုတာကိုဒီဂါလိလဲပြည်မှာရှိတဲ့သခင်ယေရှုကိုမြင်ရတဲ့ညီကို900မကတော့သူတွေရဲ့မျိုးဆက်တွေကိုသူတို့ကမှားခဲ့တာဖြစ်တယ်တောင်သူတို့ယနေ့တိုင်အောင်ဗမာအသက်ရှင်နေသေးတယ်ဂါလိလဲပြည်မှာတောင်သူတို့သားစဉ်မြေးဆက်ကဟုတ်တယ်ယေရှုကရှင်ပြန်ထမြောက်ခဲ့တယ်ငါတို့ဘိုးဘေးတွေကမှားခဲ့တယ်တကယ်သူတို့မြင်ခဲ့တယ်ဒါကြောင့်သူတို့တွေအများသောသူတို့ဒီယနေ့တိုင်အောင်အသက်ရှင်သေး၏ဆိုတာကိုပြောတာသူတို့သားစဉ်မြေးဆက်တွေကတက်တည်ထူတယ်ငါတို့ဘိုးဘေးတွေမြင်ခဲ့တယ်ကွာတကယ်ယေရှုကတကယ်ရှင်ပြန်ထမြောက်ခဲ့တာဘာကြောင့်လဲဆိုစစ်သူကြီးတွေငွေပေးပြီးတော့ယေဘရဟိတွေပေးတဲ့ငွေကိုစစ်သူကြီးတွေကယူပြီးတော့စစ်သူရဲတွေကယေရှုမထမြောက်ဘူးလို့ပြောခဲ့တဲ့စကားလေယနေ့တိုင်အောင်နှံ့ပြားစေပဲအဲ့ဒီနှံ့ပြားတဲ့စကားတွေကိုဒီဘက်အုပ်စုကလည်းဗာပြန်ပြောလဲမဟုတ်ယေရှုထမြောက်ခဲ့တယ်ဒါကြောင့်ဒီကျမ်းပိုက်ကိုပိုနားလေအောင်ကျွန်တော်မဿဲခန်းကြီး28အငယ်7က15ကိုသွားဖတ်ပြတာအော်ဒီရောက်ကြည့်ရမယ်ယေရှုထမြောက်တာယနေ့ဒီမယုံတဲ့အုပ်စုလည်းရှိတယ်ခုနကပဲကျွန်တော်ဖတ်သွားတယ်မဿဲ28အငယ်15မှာထိုစကားကိုခုတိုင်အောင်ယူဒလူတို့ဒီအနှံ့ပြားပြောဆိုယေဘရဟိတွေပေးတဲ့ငွေကိုစစ်သူရဲတွေကယူပြီးတော့လောက်ကြံပြီးတော့ဗာပေးတာလေမုံမှန်တဲ့သတင်းတွေကိုဖြတ်ပေါ့သူတို့အပြစ်မှုရော့ဖို့ဘလောက်ဆိုးလဲဘလောက်ဝမ်းနည်းစရာကောင်းတယ်ဒီသတင်းကိုကြားပြီးချော့မယုံဒါပေမဲ့ဒီညီကို900မကတော့ဂါလိလဲပြည်ကအဖွဲ့တွေရဲ့သားစဉ်မြေးဆက်ကတော့နော်ယခုတိုင်အောင်ဗာဖြစ်လေသူတို့ယုံတယ်ပေါ့သူတို့ဘိုးဘေးတွေကပြောတော့ဟုတ်တယ်ငါတို့ယေရှုထမြောက်တာကိုမြင်ခဲ့တယ်ဒါကြောင့်သူတို့သားစဉ်မြေးဆက်ယနေ့ဒီအသက်ရှင်နေတယ်လေနှစ်2000ကျော်ဒီသူတို့သားစဉ်မြေးဆက်တွေအခုဒီအသက်ရှင်နေတဲ့ကြောင့်ထိုသူတို့တွေအများသောသူတို့ဒီယနေ့တိုင်အောင်အသက်ရှင်သေးကြ၏ဆိုတာဒါကိုပြောခြင်းဖြစ်မင်္ဂလာမရှိယုံတဲ့သူကမင်္ဂလာရှိ sorry ရုပ်တရက် line ကျသွားလို့ဖြစ်တယ်အဲ့တော့မယုံတဲ့သူကမင်္ဂလာမရှိဘူးတကယ်ရှိထမြောက်ခြင်းကိုယုံတဲ့သူကမင်္ဂလာရှိဘာလို့လဲဆိုတော့တကယ်ရှိတော့မအောင်ပြောတာလေမင်းငါ့ကိုတို့ထိပြီးမှယုံတာငါ့မမြင်မဲယုံတာကမင်္ဂလာရှိအော်တကယ်ရှိထမြောက်ခြင်းကိုယနေ့တိုင်အောင်သင်တဲ့ကျွန်တော်ယုံနေတာကဘာရှိလဲမင်္ဂလာရှိဘာကြောင့်လဲတကယ်ရှိထမြောက်တာကိုဂါလိလဲပြည်မှာညီကို900မကဒပရိတ်တဲ့မြင်ရတဲ့ဖြစ်သူတို့သားစဉ်မြေးဆက်တွေကယနေ့တိုင်အောင်အသက်ရှင်နေကြသူတို့ထမြောက်တယ်ဆိုတာသက်သေထူစေဖြစ်တယ်တောင်းဒီကနေ့ကျွန်တော်တို့ကသခင်ယေရှုထမြောက်တာသက်သေထူသောသူတို့သခင်ယေရှုကလည်းသူလိုတာအားလုံးကိုသက်သေထူပြီးကောင်းချီးပေးမှဖြစ်တယ်တောင်းထမြောက်ခြင်းသက်သေဆိုတော့ကျွန်တော်နှလုံးသားမှာထူနေတဲ့၍တင့်ထဲမှာသေလောက်တဲ့အရာအလုံးထိုးအရှင်ကထမြောက်အောင်လုပ်ပေးမယ်ဆိုတာအပေးရင်နောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးတော့ဏိဂုံးချုပ်ခြင်းနဲ့ကျွန်တော်တန်ပုံထဲမှာနော်ယေရှုငါကိုချစ်ခြင်းချူဒီသချင်းကတော့နော်ခလေးတွေတို့ဖြစ်တယ်ဒါဥပု္ပ္ပစာပြေအကြောင်းခလေးတွေတို့နော်ဒါအဓိကဆိုတဲ့သချင်းလေးဖြစ်တယ်လို့ဒီသချင်းကိုရေးခဲ့တာကညီမနှစ်ယောက်ဖြစ်တယ်အမကြီးနာမည်ကတော့Anna နော် Anna Warner နော်ဖြစ်ပြီးသူ့ရဲ့ညီမလေးနာမည် Susan Warner အဲ့တော့ Anna Warner နဲ့ Susan Warner ဆိုတဲ့ညီမနှစ်ယောက်ရှိတယ် Susan Warner ကကဗျာဆရာမဖြစ်တယ်သူကကဗျာရေးတဲ့ကသူ့ရဲ့ဇက်ကောင်ထဲမှာကလေးလေး Johnny ဆိုတဲ့ကလေးလေးပါတယ်အဲ့ဒီကလေးလေးတော့ကဗျာဖတ်ဖို့တော့သူကရေးတယ်ယေရှုငါကိုချစ်ပေ၏ကျမ်းစာအားဖြင့်သိရ၏အားနေသူငယ်များပိုင်ပေကိုတော်မြတ်စွာကြီးမူလေအဲ့ဒါကိုသူက Susan Warner ကရေးတဲ့ကဗျာရေးတာသူကဗျာဆရာမအဲ့တော့သူအမကြီး Anna Warner ကဘာလုပ်လဲဆိုတော့ဒီသချင်းကိုတန်စင်ထည့်လိုက်တာ
ပြီးရင် chorus မှာ तू ကထပ်ပြီးဖြည့်လိုက်တယ်ဟုတ်ပေချစ်တော်မူဟုတ်ပေချစ်မှုဤဟုတ်ပေချစ်တော်မူကျမ်းစာအဖြစ်သိရ၏ဒီသခြင်းကဒါကျွန်တော်တို့တန်ပုံထဲမှာအလုံးထင်ရှားတဲ့သခြင်းဖြစ်တယ်တကယ်ရှုချစ်တယ်ဆိုတာကျမ်းစာအဖြစ်သိရတကယ်ရှုထမြောက်တယ်ဆိုတာကျမ်းစာအဖြစ်ကျွန်တော်သိရတကယ်ရှုထမြောက်တော့မယုံသောသူတို့ကမင်္ဂလာမရှိဘူးဒါကျွန်တော်ပြောတဲ့စကားမဟုတ်ဘေးကပြောတမန်ကျမ်းစာပြောတာတကယ်ရှုထမြောက်ခြင်းကိုယုံတဲ့သူမှာပါရှိလေထမြောက်ခြင်းရှိတယ်မင်္ဂလာလေးရှိတယ်ဒါကြောင့်ဒါကိုဒီအန်နာဝါနာနဲ့ဆူဇန်ဝါနာညီမနှစ်ယောက်ကပူပေါင်းပြီးတော့ဒီသချင်းကိုအန်နာဝါနာဆိုရဲအမကရေးခဲ့တာဖြစ်တယ်ပြီးတော့သူတို့နေတဲ့အိမ်နာမှာပေါ့နော်ဟလာဒီကျောင်းတစ်ကျောင်းရှိတယ်ဒီကျောင်းကနော်သူပြလူငယ်တွေကိုပြုစုပြောထောင်တဲ့ကျောင်းလေးဖြစ်အဲ့ဒီပြုစုပြောထောင်တဲ့ကျောင်းမှာအဲ့ဒီလူငယ်တွေကိုသူတို့ဒီသချင်းသွားပြီးဆိုပြတယ်နောက်ဆုံးဒီသချင်းအပြင်လူငယ်တွေတတ်တာအများကြီးပြောင်းလဲပြီးဒီညီမနှစ်ယောက်သေတဲ့အခါနောက်ဆုံးသူတို့ဂုံပြုတ်အခမ်းအနားနဲ့တော့တကြိုခဲ့ရတယ်အဲ့ဒီအန်နာဝါနာနဲ့ဆူဇန်ဝါနာဆိုတဲ့ညီမနှစ်ယောက်ကအပြိုကြီးတွေဖြစ်တယ်သူတို့ကြီးမားမားတော့သူတို့လုပ်ခဲ့တာတော့မဟုတ်ပါဘူးမြမကဗျာရေးတယ်အမတန်စင်ထည့်လိုက်တဲ့အခါယေရှုငါကိုချစ်ပေဤကျူးဟာကဘာကျော်တဲ့သချင်းပုတ်ဖြစ်ပြီးသူတို့ဇာဗနာကိုအခမ်းအနားနဲ့တကြိုကသူတို့ပြောခဲ့တဲ့ဒီဟလာရေးခဲ့တဲ့သချင်းထဲမှာအရေးကြီးတဲ့ကီးကတော့သခင်ယေရှုကျွန်တော်ဒီမှာကိုချစ်တာဘာအားဖြင့်သိရလဲကျမ်းစာအားဖြင့်သိရတယ်တော့တကယ်ရှုတကိုးကြည့်တာကျမ်းစာအဖြစ်သိရတယ်တကယ်ရှုထားမြောက်တာကျမ်းစာအဖြစ်သိရတကယ်ရှုအရာကသိတတ်နိုင်တာကိုဘာနဲ့ပဲသိရလဲကျမ်းစာအဖြစ်သိရတယ်တော့ဒီကျမ်းစာမှာပေါ်ပြတဲ့အရာကိုယုံတဲ့သူကဘာရှိလဲမင်္ဂလာရှိတယ်ဒါကြောင့်တကယ်ရှုထားမြောက်ခြင်းကိုဂါလိလဲပြည်မှာရှိတဲ့ညီကို900မကယုံတယ်လို့သူတို့မျိုးဆက်တွေယနေ့အထိယုံနေတာမင်္ဂလာပဲတင်းနဲ့ကျွန်တော်ကတကယ်ရှုတကိုးကြည့်တာကိုနှုတ်ဘတ်တော်အဖြစ်ဖတ်ပြီးထားမြောက်ခြင်းကိုယုံတော်သူများတို့ထိုယုံကြည်ထိုက်တဲ့ဘုရားကတင့်ကိုတစ်သလုံးတာဝန်ယူမှာဖြစ်တယ်။ကျမ်းစာသူရောက်ချင်းစီတိုင်းဖျက်ရှက်သား၍ကောင်းချီးပေးပါစေ။ God bless you all. ငြိမ်သက်ခြင်းရှိပါစေ။ကျွန်တော်ညညာစရာကတော့နတ်ဖန်ကျန်တော်ပရိနေမြန်မာစံတော်ချိန်ညနေ3နာရီခွဲမှာကျွန်တော်နံပါတ်6တစ်ချက်ကိုကျွန်တော်ဆက်ပြီးနားထောင်မှာဖြစ်တယ်။ဒါကြောင့်ဒီသင်ခန်းစာသိအရေးကြီးတဲ့သင်ခန်းစာဖြစ်တယ်။တကယ်လို့ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းတကယ်ကျုပ်ကိုထင်ပြမှုကိုမြင်ခဲ့ရတဲ့သူတွေအကြောင်းကိုကျွန်တော်တို့လေ့လာခြင်းဟာမင်္ဂလာရှိတယ်။ဒါကိုနေ့စဉ်နားထောင်တော်သူအလုံးတကယ်ရှုအဖြစ်မင်္ဂလာနဲ့ဆိုင်တဲ့ကောင်းကြီးဖြတ်ဖြတ်တက်ရောက်ပါစေ။ဆုတောင်းကောင်းကြီးခံယူကြပါစို့။ခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးဆုဖျားထံတော်ပါမှကောင်းကြီးဖြတ်ဖြတ်သည်ချစ်ရှုတဲ့ online ပရိသတ်မြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သောတော်ကောင်းမွေးနေ့ရှင်များမင်္ဂလာနဲ့ပတ်သက်ကြောက်တော်သူများဘုံတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရခြင်းနဲ့တူအောင်းပွဲဖြတ်ရှင်းပြုတဲ့ကောင်းကြီးတို့သည်ယနေ့မှစကာလဆင်မြတ်သင်တို့အားလုံးပေါ်တက်ရောက်တည်ရှိလျက်တည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ကျေးဇူးသူအားလုံးကိုဖြတ်ရှင်သား၍ကောင်းကြီးပေးပါစေနှိမ်သက်ခြင်းရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့